အားလုံးပဲမင်္ဂလာပါဒီကလေးတို့ဒါတော့ဈေးရောက်တဲ့ဗီဒီယိုမဟုတ်ဘူးပေါ့နော်နည်းနည်းလေးစကားပြောပြထားမှာလေတို့ဒါ lady page လေးဆိုလို့ရှိရင်မိနစ်က2024ပေါ့နော်ဇူလိုင်လောက်ကနေလေတို့ internet line နေစပြတ်တော့လေဒီမြကြီးနားကနေပြီးတော့တိတ်ပြီးတော့ဗီဒီယိုတွေဟိုပြီးတော့ live sale တွေမလုပ်ပေးနိုင်တော့ဘူးပြီးတော့အစီအစဉ်တွေကလည်းပေါ့နော်ဘာတွေဖြစ်မယ်ဘယ်လိုဖြစ်မယ်ဆိုတာလေးမသိတဲ့ခါကျတော့လေလဲတချို့ဆိုင်ကိစ္စလေးတွေပြင်ဆင်တာရှိတယ်ညရအစ်စ်ကလေးချင်းရတာတွေရှိရပေါ့နော်အဲ့လိုတော့ဂျားထဲမှာလေးအဲ့လိုပြင်ဆင်နေတဲ့ခါကျတော့လေကဟိုပေါ့လေရဲ့ customer တွေနဲ့လေဒီအဆက်တော်တော်လေးပြတ်သွားတယ်ဆက်တော်တော်လေးပြတ်သွားတယ်တက်သွားတဲ့ဂျားထဲမှာလေကျမကြီးအရာကအရှိပိုင်းမှာလဲနားတော့အရန်ကြီးအားဆိုင်ပြီးအတော့မဆိုင်မလုပ်ထားဘူးပေါ့ဒါပေမဲ့ခုနောက်ပိုင်းတော့ကျမကြီးကတော့ဒါဘာပဲပြောအဆင်ပြေနေပြီအဆင်ပြေနေတယ်ပေါ့ဂယူဆိုင်ပြီးမှတော့နေထိုင်ရတယ်ဒါတော့ဒီမနေ့ဒီမှာနှခမ်းလေးရောင်းနည်းနည်းလေးရဲနေတယ်ဒီအောက်တင်မှာလေနည်းနည်းလေးဟိုတစ်ခု drag reaction တစ်ခုရသွားတယ်ပေါ့နော်။ဘာနဲ့မသိမှန်းတော့မသိဘူးဒီတော့တက်မှလေးတုံးလိုက်တဲ့ဟာလေးနည်းနည်းရှိရဲအားကြောင့်ပြင်မဲ့တင်တယ်။အော်လေဒါခုနောက်ပိုင်းမှာပြန်ပြီးတော့မှအထည်လေးတွေကိုပြန်ရောင်းပေးမယ်ပြန်ပို့ပေးမယ်ဒါပေမဲ့လေတခု request လုပ်ချင်တာကလေးတွေရှာအထည်ပို့တာအရန်ကြာပါတယ်။ဘယ်လောက်တောင်ကြာလဲလို့ပြောလို့ရှိရင်10ရက်တစ်ခါတလေ2ပတ်လောက်ကြာပါတယ်နော်။အဲ့ဒါလေးတော့လေတွေကိုနားလဲပေးပါလေတွေကိုဘာလဲဆိုလို့ရှိရင်ပို့ရတဲ့ဟာမှာလမ်းကြောင်းလေးအရေးပေါ်လိုအပ်တာမျိုးဆိုရင်တော့လေတွေရှိကနေအားပေးလို့မရဘူးပေါ့နော်။လက်ဆောင်တစ်ချင်းပေးချင်တာတစ်ချင်းလိုချင်တာဆိုရင်တော့ဟောပေါ်တော့မြကြီးနားမျိုးတင်ပို့ပေးပါဆိုရင်တော့အဆင်ပြေနိုင်တယ်နောက်တစ်ခုကကြတော့အဆင်တူတဲ့ဟာတွေကိုရန်ကုန်ဆိုင်ကနေလိုချင်တာမျိုးဆိုရင်လည်းအဆင်ပြေနိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့လေတို့အဆင်မပြေနိုင်ဘူးအခါကျတော့လေတို့အဲ့လိုလိုချင်တာမျိုးဆိုတော့လေတို့ရန်ကုန်ဆိုင်ကနေယူပေးပါပေါ့နော်လေတွေကိုနောက်တစ်ခုကကြတော့ဒီ page ကနေပြီးတော့လေပြန်ပြီးတော့မှဗီဒီယိုလေးတခြားပြန်တင်ပေးထားတယ်နောက်တစ်ခါကျပုံနေတင်ထားပေးတယ်ဒေဒီရဲ့ Super Friday sale ပေါ့ Super Friday sale ဆိုလို့ရှိရင် Lucky 7 plus lady ဆိုပြီးတော့အမြဲတမ်းမှတ်ထားတာ LS ပေါ့နော် Lucky 7 lady စုဆိုပြီးတော့မှ lady ရဲ့ Super Friday sale မှာ lady က 10% off promotion နဲ့ပေးနေကြဘူးလေတို့ဒီတစ်ခါမှလည်းဒီအဲ့ season လေးတိုင်မဲ့ထပ်ပေးထားတယ်မြကြီးနားထည့်တယ်မြကြီးနားခက်စစ်တရားဈေးအရန်တက်တယ်ဒါပေမဲ့ lady ကကြတော့ဒီကနေအထည်ကိုပြင်းဖြတ်တာဖြစ်တဲ့အတွက်ကြောင့်အခုကလက်လီလက်ကအားလုံးကိုအဆင်ပြေအောင် lady ဈေးနှုန်းတစ်မျိုးတည်းနဲ့ပဲ lady ရောင်းချပေးထားတယ်ဈေးတွေကိုမူခါတိုင်းလိုမျိုးအများကြီးမခွဲပေးထားတော့ဘူးဒါပေမဲ့ပုံမှန်ဝယ်ချိန်ကြရင်တော့ဒါပုံမှန်ဖွင့်စည်းအတိုင်းကိုပဲပြီးအုပ်ရည်တက်မှတ်ချက်အတိုင်းပဲလက်ကားပေးတာပေါ့ဒါပေမဲ့ live sale မှာတော့လေကဟိုပေါ့တအုပ်ထဲဝယ်ရင်လည်းလက်ကားစည်းနှီးပါးနဲ့ရအောင်ဒီလေးပြင်ထားပေးတာမို့လို့ live sale လေးမှာဝင်ပြီးတော့မှပြန်ပြီးတော့မှပါဝင်ပြီး join ပေးကြဖို့လေးတွေကဖိတ်ခေါ်ပြစေလေတို့ Friday တိုင်းမှာလေတို့ပြန်တွေ့ရအောင်ပါเนาะကျေးဇူးတင်ပါတယ်